ကမျိုးတို့ရေဒီနေ့တော့ပါလာလို့လို့ဆိုပန်းလာဝင်ပါတယ်ဒါဘာရောင်လေးလဲပန်းရောင်လေးပါ26ဒီကောင်ကအဖြူ32ပန်းရောင်ရဲ့အဖြူရဲ့ခရမ်းရောင်3ရောင်လိုပါတယ်ဒါလည်းပန်းရောင်ပါပဲဒါ54 Plant Majestic ဒီဟာနဲ့ဒါတော့ပန်းပွင့်နေပါပြီဒါလေးရတော့အပေါ်တက်မဲ့ဟာရှည်မဲ့ဟာဆိုလို့ဒီကောင်လေးက30နှစ်လက်ဆိုးဒီကောင်ပန်းနဲ့လည်းပွင့်တယ်ထွက်နေဒီကောင်ကြီးရတယ်54ပင်ရှိတယ်ဒါလည်းပွင့်32ဒါတော့26ပဲ26 okay အဲ့ဒါလေးကိုကြိုက်ပါတယ်26ဒါလေးရော26ပဲပန်းရောင်လေးတွေကဒီမှာအဖြူကဟုတ်မှာပန်းရောင်ရဲ့အပင်ကအစိမ်းအဖြူရဲ့ပင်ကအနင်ကြည့်ပါဒီမှာထူတော့ထူဆိုင်ပြီလားဟုတ်တာလေမိုက်တယ်နော်ဒီကတော့ပင်ကြီး155လည်းရှိတယ်145လည်းဘာကြည့်လဲအဲ့ဆရာဘာကြည့်လဲညနာဟိုလေပူတော့လားပြီးတော့မယ်ဘာလို့လဲ research လုပ်နေရတာပေါ့ဒီလိုမျိုးဝယ်စရှိတာမွေကားကြီးနဲ့လာတင်ရမယ်လေဟိုမှာကိုမျိုးကားကိုမျိုးတောင်းမှရမှာထွက်နဲ့မှရမှာဒီကောင်ကြီးတယ်လေနော်ညနေမှလာတယ်ဒီလိုရတက်သွားမှာအဲ့လိုတက်မကြိုက်အဲ့လိုမကြိုက်ဘူးဘယ်လိုမျိုးလဲအဲ့လိုတက်သွားရင်သင်ကိုအောက်မှာဟိုဟာမျိုးလေဟုတ်ဒါကိုယ်တိုင်ပြပြန်ထိုင်ပေးစတဲ့ထိုင်ဆိုင်တာပေါ့အပေါ်တက်ပြန်လိုက်ရတယ်လေအောက်ခြေရှင်းနေမှာပိတ်ချင်အေးပိတ်ချင်တယ်မဟုတ်ဘူးမျိုးဖြစ်သွားတာဟိုလိုမျိုးအဲ့လိုဟုတ်ကခြုံလို့ဆိုလို့ပိုကောင်းနေတယ်နဲဆုံးတော့ဒါဟိုဟာဖြစ်တယ်လေခါပါဖြစ်တယ်လေဟိုလိုဟိုမှာပင်တွေ့လားဟိုမှာတက်လေဒီပထမဆုံးလေဟိုမှာတော့ခြုံလို့မျိုးပဲဖြစ်မလဲအဲ့လို